အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်ဟန်ယူ3ရဲ့နောက်ဆုံးသင်ခန်းစာဖြစ်တဲ့ lesson 15ကိုရောက်လာပါပြီခေါင်းစဉ်လေးက大家去郊游ခါတိုင်းလိုပဲ meaning လေးအရင်ကြည့်ကြည့်အောင်郊游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 ကကြတော့ကျောင်းလေးလာရေးခရီးเนาะကျောင်းလေးလာရေးခရီး秦岚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 ကနေတာသည်组织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 ကအဖွဲ့郊外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 ကမြို့ပြင်饭饭饭饭ကလွတ်သည်ထားသည်风筝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 ကစွန်နော်ဒီမှာဆိုရင်饭风筝ဆိုရင်စွန်လွတ်သည်跳舞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 ကကသည်捉迷藏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 ကတူတူပုံတန်ကစားသည်အဲ့တော့ပြန်ပြောမယ်နော်郊游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 ကကျောင်းလေးလာရေးခရီး秦岚秦岚秦岚နေတာသည်组织组织组织အဖွဲ့郊外郊外郊外မြို့ပြင်饭饭饭饭ကလွတ်သည်ထားသည်နော်ဒီနေရာမှာတော့စွန်လွတ်တယ်ဆိုတဲ့饭တွေ့မယ်နော်လွတ်သည်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောပါမယ်风筝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 ကစွန်跳舞跳舞跳舞ကသည်捉迷藏捉迷藏捉迷藏တူတူပုံတန်ကစားသည်အဲ့တော့ဒီနေ့သင်မယ့်ခေါင်းစဉ်က大家去郊游大家အားလုံးက去သွားတယ်郊游ကျောင်းလေးလာရေးခရီးသွားတယ်星期天星期天တနင်္ဂနွေနေ့天气非常晴朗ရာသီဥတုကတာယာတယ်ပေါ့နော်အရန်ကိုတာယာတယ်学校组织我们去郊游နော်ကျောင်းဖွဲ့ပြီးတော့မှကျွန်တော်တို့ကဘယ်ကိုသွားလဲဆိုရင်ကျောင်းလေးလာရေးခရီးကိုသွားတယ်早上မနက်ခင်းမှာ我们坐车ကျွန်တော်တို့ကကားကိုစီးပြီးတော့မှ到了郊外မြို့ပြင်ကိုရောက်တယ်那儿的风景特别美အဲ့နေရာရဲ့风景ရှုခင်းက特别美အရန်ကိုလှပါတယ်特别ကအရန်အလွန်เนาะနောက်တစ်မျိုးကအထူးသဖြင့်အဓိပ္ပာယ်နဲ့သုံးလို့ရတယ်เนาะ有山也有水တောင်လည်းရှိတယ်ဟောတောင်ရှိတယ်ရေလည်းပဲရှိတယ်တဲ့上午မနက်ခင်းမှာ我们爬山ကျွန်တော်တို့တောင်တက်တယ်放风筝စွန်လွတ်တယ်တဲ့下午နေ့ခင်းပိုင်းမှာ我们在山下唱歌跳舞捉迷藏ကျွန်တော်တို့ကတောင်အောက်မှာသချင်းဆိုတယ်ကတယ်ပြီးတော့တူတူပုံတန်ကစားတယ်大家开心极了အားလုံးပဲခိုင်ရှင်းဆိုတာပျော်ရွှင်တာပေါ့နော်ကြီးလအရန်အလွန်နော်အရန်ကိုပျော်လိုက်တာပဲပေါ့နော်ဒီမှာဆိုကြီးလကဘာပေါ့နော်အာမေဒိတ်စကားเนาะဒါမှမဟုတ်ရင်အရန်ကိုပျော်စရာကောင်းလိုက်တာဆိုတဲ့အဓိပ္ပာယ်မျိုးဆိုလို့ရှိရင်ကြီးလကိုသုံးတယ်เนาะအဲ့တော့ပြန်ဖတ်ကြည့်အောင်大家去郊游星期天天气非常晴朗学校组织我们去郊游。早上
我们坐车到了郊外，那儿的风景特别美，有山也有水。上午我们爬山看风景，下午我们在山下唱歌跳舞捉迷藏，大家开心极了。